crazy တယောက်လည်းဖြစ်တယ်ပြီးတော့ကိုကိုင်းတဲ့ဖုန်းကိုသူများနဲ့မတူဘဲနဲ့ unique ဖြစ်တယ် limited ဖြစ်တယ် edition ဖြစ်တယ်ဆိုတဲ့ product မျိုးကိုလိုချင်တယ်ပြီးတော့ price performance ဖြစ်တဲ့ဖုန်းတစ်လုံးကိုရှာနေဆိုလို့ရှိရင် Redmi ရဲ့ K90 Pro Max Lamborghini Edition ကတကယ်ကိုမမိုက်တယ်K90 Pro Max Lamborghini Edition ကတကယ်ကိုမမိုက်တယ်အခု unit ကို support ပေးထားတာတော့ phone square movement မှာဖြစ်ပါတယ်အခုလိုမျိုး edition ပဲဖြစ်ဖြစ်ကွက်ပြောက်ပဲဖြစ်ကွက်မပြောက်တဲ့ဖုန်းပဲဖြစ်ဖြစ်လိုချင်တယ်ဆိုတော့စုံစမ်းမိမယ်လို့ရအောင် description မှာ link လေးထည့်ပေးထားပါမယ်ပထမဆုံးအနေနဲ့ပြောရမှာဆိုလို့ရှိရင် Redmi ကLamborghini နဲ့ collaboration လုပ်တာမဟုတ်ပါဘူး Lamborghini ရဲ့ boot trademark ကိုသူတို့က license ယူပြီးတော့ဒီဟာကို edition တစ်ခုအနေနဲ့ပြန်ထုတ်ထားတာပဲဖြစ်ပါတယ်ဒုတိယတစ်ချက်အနေနဲ့ဒီကောင်းရဲ့ inspire ယူထားတဲ့ design က Lehman Daytona မှာဒီဝင်ပြိုင်တဲ့ Lamborghini ရဲ့ Squadra Cross lineup ထဲက SC63 ကို inspire ယူထားတာပေါ့နော် SC63 ဆိုတဲ့နေရာမှာသူကအရှိဘက်ရုပ်ကိုအများဆုံး inspire ယူထားပုံစံမျိုးဒီလိုမျိုးလေးကြည့်လိုက်မယ်ဆိုလို့ရှိရင်တော်တော်ကိုမှဒီပြိုင်ကားတစ်စီးရဲ့ look နဲ့သွားတူနေအောင်တွေ့ရတယ်ပြီးတော့ကာဗာမှာပါလာတဲ့ carbon fiber texture ကလည်းဒီကားရဲ့ကိုယ်ထဲမှာသုံးထားတဲ့ carbon fiber texture လိုမျိုးlook လိုမျိုးရအောင်သူလုပ်ပေးထားတာမျိုးရှိရယ်ပြီးတော့ဒီ Yoyo K90 Pro Max နဲ့မတူတော့တာကသူ့ရဲ့ camera band shape ကကြတော့ square shape ကနေပြီးတော့အခုလိုမျိုးဝိုင်းပုံစံ shape လေးဖြစ်သွားတယ်ဆိုတော့ပြန်ကားနဲ့အများဆုံးအနည်းဆက်ဆုံးတူတယ်ဒါပေမဲ့တစ်ခုကျွန်တော်သဘောမကျတာက Bose logo လေးမပါတော့ဘူးเนาะဆိုတော့ဒီ Bose logo နေရာမှာ Redmi ထည့်ပေးလိုက်တာတခုတော့သိပြီးတော့မကြိုက်ဘူးကျွန်တော်ကာဗာချွတ်လိုက်လို့ရှိရင်မြင်ရမယ်သူ့ရဲ့နောက်ကျောဘက်ဒီဇိုင်းလေးပြမယ်ကျွန်တော်ခုနကပြောခဲ့သလိုပဲဒီ SC63 ရဲ့ body မှာလုပ်ပေးထားတဲ့ carbon texture လို့ပုံစံမျိုးလေးသူလုပ်ပေးထားတာမျိုးတွေ့ရတယ်နောက်ထပ်ပို့ပြီးတော့သဘောကျဖို့ကောင်းတာလေးတစ်ခုရှိတယ်ဒါကကျွန်တော် Yoyo K90 Pro Max တွေရဲ့ base frame နဲ့လုံးဝမတူဘူးပေါ့နော်။ကန်ရတဲ့ဟာက hand feeling တော့အနည်းဆက်ဆုံးတူတယ်ဆိုမဲ့သုံးမိထားတဲ့ကုတ်တင်တွေကတကယ်ကိုမှချစ်စရာလေးလို့ပြောလို့ရတယ်လက်ထဲမှာကန်ရတဲ့အချိန်မှာပို့ပြီးတော့ premium ဆန်တဲ့ဖုန်းတစ်လုံးလို့ခံစားရစေဒီကောင်က Yoyo K90 Pro Max နဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်သူ့မှာပါ specification တွေအကုန်လုံးကတော့အတူတူပဲဘာတွေပြောင်းလဲသွားလဲဆိုလို့ရှိရင်အထဲမှာပါလာတဲ့ theme နှစ်ခုပို့ပြီးတော့ပါလာမယ်ဒါကတော့ edition ဖုန်းတစ်လုံးအနေနဲ့ထည့်ပေးနေကြကိစ္စပဲပေါ့နော် edition အနေနဲ့က Redmi K90 Pro Max မှာမဟုတ်ဘူးသူအရှိမရှိခဲ့တဲ့ Redmi K70 Ultra K80 Pro ဒီဟာမှာလည်း Lamborghini edition တွေထွက်ခဲ့ဒါပေမဲ့ဒီတစ်ခေါက်ကတော့အများကြီးပို့ပြီးတော့ premium ဆန်နဲ့ဘက်ကိုသွားလို့ကျွန်တော်အနေနဲ့မြင်တယ်ဘာလို့လဲဆိုတော့ဒီကောင်မှာအကောင်းဆုံးဆိုတဲ့ speaker အသင့်ဆိုတဲ့ camera ပြီးတော့အကောင်းဆုံးဆိုတဲ့ performance တွေအကြီးဆုံးဆိုတဲ့ battery တွေပို့ပြီးတော့သဘောကျဖို့ကောင်းတဲ့ cooling system တွေဒီကောင်မှာပါလာဆိုတော့ဒီတစ်ခေါက်ကတော့ပြိုင်ကားနဲ့အနီးဆက်ဆုံးသွားပြီးတော့သူ့ performance ကတူတယ်လို့ကျွန်တော်အနေနဲ့ခံစားရတယ်အဲ့ဒါတွေပဲမဟုတ်ဘဲနဲ့သူ့မှာပါလာတဲ့ကာဗာကလည်းတကယ်ကိုမှကန်ရတာမိုက်တယ်ပြီးတော့အတွင်းဘက်မှာဆိုလို့ရှိရင်လည်းရှမ်ဝိုင်းလိုမျိုးပေါ့နော် red carpet လိုဟာမျိုးလေးသုံးပေးထားတယ်ပြီးတော့ဒီကျွန်တော်တို့ဒီ edition phone တစ်လုံးကင်တဲ့လူအတွက်လည်းအများကြီးပို့ပြီးတော့အထာကျစေမဲ့ key chain တွေလည်းပါလာတယ်ဒီ key chain ကလည်းပြောမှဆိုလို့ရှိရင်တော်တော်မိုက်တယ်ပေါ့နော်လေသာသားလေးတော်တော်လေးကောင်းတဲ့ထဲမှာပါတယ်အဲ့ဒါနဲ့တူပဲခြားခြားကြည့်မယ်ဆိုလို့ရှိရင်လည်း Lamborghini logo နဲ့ဒီတိုင်းခြားခြားတွင်းနေကြည့်ရင်တော့မှာဗျာဒီကောင် logo ကြည့်ရတယ်တကယ်ကိုမှမိုက်တယ်ဆိုတဲ့ခဏချက်အပြည့်အဝပေးနိုင်တဲ့ဖုန်းတစ်လုံးလို့ကျွန်တော်အနေနဲ့မြင်တယ်ဆိုတော့brother တို့ရောဒီ Lamborghini edition K90 Pro Max ပေါ်မှာဘယ်လိုမျိုးမြင်လဲဒီတစ်ခေါက် design ကအရင်နှစ်တည်းကကွမ်းလားပို့ပြီးတော့ကျန်းလာတာဆိုတော့အကုန်လုံးမှမှတ်သွားခဲ့လို့ရပါတယ်